မင်္ဂလာပါရှင် Reading for You ပိုင်းလက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာတကယ်ရှိနေတဲ့အတွေ့အကြုံလေးတွေဖြစ်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်မြို့ပြရဲ့မနက်ခင်းတစ်ခုပေါ်ရှင်လူတိုင်းကကားဟုန်တန်တွေဖုံးတန်တွေနဲ့အပြိုင်ဆိုင်ပြေးလာနေကြတာကျမလည်းအဲ့ဒီတဲကတည်းကပေါ့ဒါပေမဲ့အလုပ်သွားရလမ်းဘေးကနေရောင်ကြီးလို့နာမည်ပေးထားတဲ့ကော်ဖီဆိုင်လေးမှာထူခြားတဲ့နေကွင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဆိုင်ရဲ့တည်ပေါက်နာကခုံလေးမှာနေ့တိုင်းအေးလူလူထိုင်နေတတ်တဲ့အဖိုးတရားပါ။သူ့ရှိပါကော်ဖီခါးတစ်ခွက်ရှိမယ်။စားအုပ်တအုပ်ရှိမယ်။လူတွေဘလောက်ပဲအနှင်စလို့ဖြစ်နေပါစေသူကတော့ကဘာကြီးမှာသူတယောက်တည်းရှိတယ်လို့မျိုးရေးစီပါပဲရှင်ဒီနေ့တော့အလုပ်ကိစ္စအဆင်မပြေလို့စိတ်ရှုပ်နေတဲ့ကျမဟာမထူးတော့ပါဘူးဆိုပြီးအဲ့ဒီဆိုင်နဲ့ဝင်ထိုင်မိခဲ့တယ်ကန်တောင်းကျင်တော့အဖိုးအိုရဲ့ဘေးကုံမှာပေါ့သမီးကော်ဖီကခါမအရသာရှိတာနော်တဲ့အဖိုးကစားအုပ်ထဲကနေမျက်မှန်ကိုပင်းကြည့်ရင်ကျမကိုပြောလိုက်တာကျမကလည်းခါလို့တကြားလေးထည့်ရမလားစဉ်းစားနေတာအဖိုးလို့ပြန်ဖြေမိရဲ့အဖိုးကကြည့်ပြီးဒီလိုပြောရရှင်ဘဝဆိုတာဒီလိုပါပဲခါတက်ကလည်းသူ့နေရာနဲ့သူလိုအပ်တာပဲလေအခါကိုခါမှန်းသိမှအချို့ကိုပို့ပြီးတန်ဖိုးထားတတ်တာမနက်ခင်းရဲ့အတိတ်ပဲဆိုတာလက်ကိုအမြင်ရောက်ဖို့တည်းမဟုတ်ဘူးတမီးရဲ့ဒီကော်ဖီခွက်ထဲကအခါတက်ကိုခန်းစားတတ်ဖို့နဲ့ပြတင်းမောက်အပြင်ဘက်ကနေအောင်ကြီးလေးကိုကြည့်ဖို့အချိန်ပေးနိုင်တာကလည်းအောင်မြင်မှုတစ်ခုပဲပေါ့တဲ့အဖိုးရဲ့စကားလေးကကျမကိုတော်တော်လေးအတွေ့ရစေခဲ့တယ်ရှင်ကျမတို့တွေဟာအချို့တွေကိုပဲလိုချင်ခဲ့ကြတာအခက်ခဲဆိုတဲ့အခါတွေကြုံလာရင်စိတ်ပြတ်မိကြတယ်ဒါပေမဲ့တကယ်တော့အဲ့ဒီအခါတွေရှိနေလို့သာဘဝဆိုတာပိုပြီးအနှစ်သာရရှိနေတာမဟုတ်လားအလင်းစလိုတီးနေရတဲ့ကြားထဲမှာကို့အတွက်9မိနစ်လောက်အချိန်ပေးပြီးကော်ဖီတစ်ခွက်ကိုရတာခံတောက်နိုင်တာဟာလေကိုချေရရောက်ပါတယ်ရှင်ဒီနေ့ရဲ့ဇာတ်လမ်းလေးကရှင်အတွက်ခွန်အားတစ်ခုဖြစ်စေမယ်လို့ညွှန်လင့်ပါတယ်ရှင်ဒီဇာတ်လမ်းလေးကကျမတို့ Reading for You ပိုင်းလေးရဲ့ပထမဆုံးကိုယ်ပိုင်ရေးသားမှုဖြစ်တာမို့လို့နောက်ဆင့်သူတို့အနေနဲ့ဘယ်လိုခံစားရလဲဆိုတာ comment မှာပြပြပေးခဲ့အောင်နော်နောက်ဆင့်သူတို့ရဲ့မနက်ခင်းလေးတွေမှာလည်းအခါကိုအကြတာခံနိုင်တဲ့စိတ်အေးချမ်းမှုလေးတွေပိုင်ဆိုင်နိုင်ပါစေရှင်နောက်ထပ်ဇာတ်လမ်းကောင်းတွေနဲ့ပြန်ဆောင်ကြမယ်နော်ကျမနေပါရှင် channel လေးကို like and subscribe လုပ်ပြီးအားပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်